ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျ Performance Laptop Gallery မှာကြိုဆိုပါတယ်ဗျဒီနေ့မှာတော့ကျွန်တော် Premium VPN တွေကိုကျွန်တော်တို့ free ဘယ်လိုယူသုံးမလဲဆိုတာလေးကိုကျွန်တော်မျှဝေပေးခြင်းပါတယ်ဗျဒီနီလန်းလေးကကျွန်တော်ပထမဗီဒီယိုလေးမှာတင်ထားတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီဗီဒီယိုကကျွန်တော်ရှင်းပြထားတဲ့ပုံစံကမရှင်းလင်းဘူးဆိုပြီးတော့ကျွန်တော် page မှာလာပြီးတော့ပြောကြလေးရှိတယ်ပေါ့နော်လာမေးထားကြတယ်ဗျတချို့ဆိုရင်ဘယ်လိုလုပ်ရမှန်းမသိလို့ဆိုပြီးတော့လာပြီးတော့မေးထားတာပေါ့နော်အဲ့ဒါမျိုးလေးတွေတွေ့ရတော့ကျွန်တော်အခုကျွန်တော်အသေးစိတ်တဆင့်ချင်းကိုအသေးစိတ်လေးကျွန်တော်ရှင်းပြခြင်းလို့ပါဗျဟုတ်ကဲ့အားလုံးကျွန်တော်နဲ့တူချက်လိုက်ကြည့်လိုက်ရအောင်ဗျပထမဦးဆုံးကျွန်တော်တို့ရဲ့ဖုန်းထဲမှာဒီ software လေး3ခုရှိဖို့လိုမယ်ပေါ့နော်ဒီ software လေး3ခုအရင် download ဆွဲထားရမယ် Android ဆိုရင်လည်းဒီ Google Store Google Play Store ပေါ့နော်ဒီကျွန်တော် iOS ဆိုလည်း App Store ပေါ့နော်အဲ့ရလေးပြီးတော့ကျွန်တော် download ဆွဲထားဖို့လိုမယ်ဟုတ်ကဲ့ download ဆွဲပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီ share ဆိုတဲ့ software လေးထဲကိုဝင်မယ်ပေါ့နော်ဝင်ပြီးသွားရင်ပထမဆုံးဒီစာမျက်နှာလေးကြာလာလိမ့်မယ်နော်ဒီစာမျက်နှာလေးကြာလာတဲ့အခါကျရင်ကျွန်တော်တို့ဒီမှာ refresh ပုံစံလေးရှိတယ်မြားကွေးနေတဲ့ပုံစံလေးဒီဘက်အပေါ်ညာဘက်တောင်းပါပေါ့နော်အဲ့ဒီဟာလေးကိုကျွန်တော်တစ်ချက်နှိပ်မယ်နှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာအရှိဆုံးကအကွက်ပေါ့နော်ဒီအပေါ်ဆုံးကအရှိဆုံးအကွက်လေးရှိတယ်အဲ့ဒီအကွက်လေးတွေကိုကျွန်တော်ဝင်လိုက်မယ်နော်ဟုတ်ပြီဒီမှာ server list တွေကြာလာပြီဗျ VPN key လေးပေါ့နော်ဒါဒီ VPN key လေးတွေကိုကျွန်တော်တို့ copy ကူးလိုက်မယ်ကူးပြီးတော့ကျွန်တော်တို့ဒီဒုတိယ download ဆွဲထားတဲ့ video box လေးထဲကိုဝင်လိုက်မယ်ဝင်လိုက်ရင်ပထမဆုံးကျွန်တော်တို့ဒီစာမျက်နှာပေါ်လာလိမ့်မယ်ပေါ့နော်ဒီစာမျက်နှာမှာ home ရှိမယ်ပြီးရင် confirm ဆိုပြီးတော့အလဲမှာရှိမယ်ပြီးတော့နောက်ဆုံးမှာ setting ပေါ့နော် setting ဆိုပြီးရှိမယ်ကျွန်တော်ကအလဲက confirm ဆိုတဲ့ထဲကိုဝင်လိုက်မယ်ဗျဒါကျွန်တော်ပထမထည့်ထားတဲ့ VPN key လေးတွေပေါ့နော်ဒီ key တွေကိုကျွန်တော်အရင်ဆုံးဖြတ်မယ်ပေါ့နော် remove လုပ်ရမယ် remove လုပ်တဲ့အခါမှာဒီမှာရုံပုံစံလေးရဲ့ဘေးနားလေးမှာsign လေးတစ်ခုရှိတယ်ပေါ့နော် i ပုံစံ sign လေးအဲ့ဒါလေးကိုကျွန်တော်နှိပ်လိုက်မယ်ပြီးရင် remove local confirm ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်မယ်ဗျဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့အခုအရင်အဟောင်း key ဟောင်းလေးပြတ်သွားပြီပေါ့နော် key အစ်ကျွန်တော်တို့ထည့်မယ်ဆိုတော့ကျွန်တော်တို့ဒီမှာ plus ပုံစံလေးရှိမယ်ဒီအပေါ်ညာဘက်ထောက်မှာပဲအဲ့ဒါလေးကိုနှိပ်လိုက်မယ် plus ပုံစံလေးကိုနှိပ်လိုက်ပြီးတော့ဒီမှာ import v2 URI ဆိုတာလေးကိုကျွန်တော်တို့အပေါ်ဆုံးမှာပေါ်လာလေးကိုကျွန်တော်နှိပ်လိုက်မယ်ဗျပြီးရင်ဒီမှာ paste ချမယ်ပေါ့နော်ဒါကြော်ညာလေးတော့တတ်တယ်ပေါ့နော် तू ကဒီfree application လေးဆိုတော့ကြော်ညာလေးတော့တတ်တယ်နော်ဟုတ်ပြီအဲ့ဒါကြောင့်ဒီမှာ key လေးကြာလာပြီပေါ့နော် key ကတော့အများကြီးပဲကျွန်တော်ဒီမှာ pin all ဆိုတာလေးကိုနှိပ်လိုက်မယ်pin all ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်တော့တိုင်းအောက်ဖြစ်သွားတဲ့ key လေးတွေကတိုင်းအောက်ဖြစ်သွားတယ်ပေါ့နော်တိုင်းအောက်မဖြစ်ပဲကြံခဲ့တဲ့ key လေးတွေလည်းအများကြီးရှိတယ်ဟုတ်ပြီကျွန်တော်ဒီမှာဒီ key လေးတွေကိုကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့က ms အနည်းဆုံးဖြစ်တဲ့ key ကိုကျွန်တော်တို့ကယူမယ်ပေါ့နော်အဲ့လိုမျိုး ms အနည်းဆုံးဖြစ်တဲ့ key ကိုကျွန်တော်တို့ရှာမယ်ဒီမှာ1400ကျော်ရှိတယ်2500ကျော်ရှိတယ် ms 2500ကျော်2900ကျော် ms အဲ့ဟာမျိုးတွေကျွန်တော်တို့မသုံးဘူးပေါ့နော်800ကျော်လောက်ဆိုရင်ကျွန်တော်တို့သုံးလို့ရသေးတယ်ဗျ800ကျော်900ကျော်600ကျော်900ကျော်ဝန်းကျင်ပေါ့နော်1000အောက်တွေရကျွန်တော်တို့သုံးရအဆင်ပြေတယ်ပေါ့နော်ဟုတ်ကဲ့အဲ့ဒါဆိုရင်ဒီထဲမှာကျွန်တော်ပင်အနည်းဆုံး key လေးပေါ့နော်အဲ့ဒါလေးကျွန်တော်ရွေးကြည့်မယ်ဗျကျွန်တော် key လေးတွေရှာရင်းနဲ့ပင်အနည်းဆုံး key လေးကိုကျွန်တော်တို့ရှာမယ်ပေါ့နော်ဒီမှာ964 ms ဆိုတာလေးကျွန်တော်တွေ့တယ်အဲ့ဒါလေးကိုကျွန်တော် copy နှိပ်လိုက်မယ်เนาะကျွန်တော်တို့ဒီသုံးမဲ့key ရဲ့ဘေးမှာ active ပုံစံရဲ့ share ပုံစံရဲ့နှစ်ခုပြထားမယ်ကျွန်တော်က share ပုံစံလေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးတော့ copy URI code ဆိုတာလေးကိုရွေးလိုက်မယ်เนาะပြီးရင်ကျွန်တော်ထွက်လိုက်မယ် outline VPN ထဲကိုဝင်ပြီးတော့ဒီမှာအပေါင်းပုံစံအပေါ်ညာဘက်ထောက်မှာအပေါင်းပုံစံလေးရှိမယ်ပေါ့เนาะအဲ့ဒီ
အပေါ်ညာဘက်ထောက်မှာရှိတဲ့အပေါင်းပုံစံလေးကိုကျွန်တော်ကကျွန်တော်နှိပ်လိုက်မယ်ပေါ့နော်ပြီးရင်ဒီမှာ paste accept key here ဆိုတာလေးရှိမယ်အဲ့ဒါလေးကိုမှကျွန်တော် paste ချမယ်ပေါ့နော်ပြီးရင် confine နှိပ်မယ်ဒါဆိုရင်key ကဒီထဲရောက်လာပြီပေါ့နော်ကျွန်တော် VPN လေးချိန်ကြည့်မယ်ဗျဟုတ်ကဲ့ဒါဆိုရင်လူချင်းမင်းတို့ရဲ့ဖုန်းမှာ VPN လေးချိန်သွားပြီเนาะဒီ outline key ကဝယ်သုံးရတဲ့ premium key တစ်မျိုးပေါ့เนาะဒါပေမဲ့ကျွန်တော်တို့ဒီနီလန်းလေးနဲ့ကျွန်တော်တို့premium VPN key လေးကိုကျွန်တော်တို့ free သုံးလို့ရတယ်ဆိုတာလေးကိုကျွန်တော်မျှဝေပေးခြင်းလို့ပါဗျဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ဗျ